ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတယ်ညာချမ်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါကဲအားလုံးပဲမင်္ဂလာပါကျွန်တော်မိတ်ဆွေအားလုံးပဲမင်္ဂလာပါကဲ channel လေးကိုခုမှတွေ့တဲ့သူခုမှမြင်တဲ့သူ channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နေပေးထားပါနေပြီးသားကိုဒီမှာတွေရတယ်လက်မလေးနေလို့ရတယ်เนาะအသေးလေးတွေပြီးလို့ရတယ်ဗောနော်နော်အားလုံးပဲမင်္ဂလာပါကဲအားလုံးပဲကျွန်တော်တို့เนาะအဖွင့်နေပေါ့ဗျာเนาะနံပါတ်တနင်္လာနေ့ပေါ့เนาะနံပါတ်29ရက်6လပိုင်း2026တနင်္လာနေ့7:00နာရီတမိနစ်ကိုကျွန်တော်သွားမယ်เนาะကတင်းနာရီ7:00နာရီတမိနစ်ကိုကျွန်တော်မသွားခင်ပါလေဥစားပထမပြောချင်လဲဆိုတော့အဖွဲ့ဝင်မဲ့သူတွေဒီညလဲဝင်လို့ရတယ်မနက်ဖက်မနက်ကို10:00နာရီ17:00နာရီလောက်ထိကျွန်တော်အဖွဲ့ဝင်လက်ခံပါတယ်เนาะလေးလုံးဝေပေးမှာပေါ့ကနန်း6ခွက်ဗုဒ္ဓဦးမကျော်ကိုနော်ဗုဒ္ဓမကျော်ဖြုတ်ရမယ်ပေါ့ဗျာနော်အကောင်းဆုံးတော့ကြိုးစားပေးထားပါတယ်နော်အဲကြောင့်ဝင်မဲ့သူတွေလူဟောင်းတွေရောလူသစ်တွေရောဒီညလဲဝင်လို့ရတယ်မနက်ဖက်မနက်ကို17နာရီကျော်လောက်ထိကျွန်တော်ဖုန်းတွေဆက်ဖွင့်ပေးထားပါတယ်အဖွဲ့ဝင်လက်ခံပါတယ်နော်ကဲကိုလင်းရဲ့ကျွန်တော်ကိုင်းတဲ့ဖုန်းနံပါတ်ကကိုလင်းစစ်ကိုင်းတဲ့ဖုန်းနံပါတ်ဒီကိုလင်းပါစကပြောတဲ့ဖုန်းနံပါတ်ပဲဖြစ်ပါတယ်ကျွန်တော်ကိုလင်းကိုင်းတဲ့ဖုန်းနံပါတ်ဒီအဖွဲ့ဝင်မဲ့သူတွေက39 906 101026နော်39 906 101026ကဲ39 981 688 953เนาะ39 981 688 953เนาะကျွန်တော်ကောင်းနေတယ်ကျွန်တော်ပို့လေးတင်ပေးထားတယ်29ရက်တူ2ရက်နေ့เนาะနောက်ပြီးတော့เนาะဗုဒ္ဓဦးမကျော်ဒါအခွေလေးပေါ့เนาะ3လုံး4လုံးခွေလေးဆိုကနန်း6ကွက်ပေါ့เนาะဘာဖြစ်ဖြစ်ပတ်တိတက်ဆန်ပုံမိုက်တယ်ပေါ့เนาะအကောင်းဆုံးကြိုးစားပေးထားတယ်အဖွဲ့ဝင်မဲ့သူတွေဝင်လို့ရတယ်ကျွန်တော်ဒီဗီဒီယိုတင်ပြီးရင်လည်းဒီဗီဒီယိုရဲ့comment ထဲမှာလည်းဖုန်းနံပါတ်ကိုပင်ထားဝင်မယ်เนาะကျွန်တော်ကောင်းနေလဲကျွန်တော်ပို့တင်ပေးထားပါတယ်เนาะဟုတ်ပြီလားပြီးမှကျွန်တော်ဖုန်းတော့ထပ်ပြောပြမယ်เนาะကဲကျွန်တော်မနေ့က29ရက်နေ့အဖွင့်နေ့လေးကိုကျွန်တော်၄တိုင်လေးသွားမယ်ပေါ့เนาะကဲ29ရက်6လပိုင်း2026တနင်္လာနေ့7:00နာရီ10မိနစ်ကိုကျွန်တော်ကိုင်မဲ့ဝမ်းချင်းလေးကတော့45ဝမ်းချင်းဖြစ်ပါတယ်เนาะ45ဝမ်းချင်းဖြစ်ပါတယ်เนาะ45ဝမ်းချင်းဖြစ်ပါတယ်တနင်္လာနေ့7:00နာရီ10မိနစ်ကိုကျွန်တော်ကိုင်မဲ့ဝမ်းချင်းလေးကတော့45ဝမ်းချင်းဖြစ်ပါတယ်45ဝန်းကြီးမှာကျွန်တော်ကလေးကနေပြီး4နဲ့ပတ်သက်လာရင်ဘာလေးတွေကြိုက်လဲဆိုရင်44နဲ့4ခွန်49เนาะတောက်ကြနေရတော့ဒါ48တယ်ပေါ့เนาะကျွန်တော်ဒါပတ်38ဝန်းကြီးပဲဒါကျင်းတတ်တယ်ပေါ့เนาะဩကတော့မမီဘူးပေါ့เนาะဝန်းကြီးလေးကတော့တိုင်းနာနဲ့7နိုင်တမလို့ကျွန်တော်ကမှဝန်းကြီးလေးကတော့45ဝန်းကြီးဖြစ်ပါတယ်45ဝန်းကြီးမှာကျွန်တော်ကလေးကနေပြီး4နဲ့ပတ်သက်လာရင်ဘာလေးကြိုက်လဲဆိုရင်40နဲ့4ခွန်49နော်၄နဲ့ပတ်သက်ရင်44နဲ့4ခွန်49နော်၄နဲ့ပတ်သက်ရင်44နဲ့4ခွန်49 5နဲ့ပတ်သက်ရင်55နဲ့5ခွန်59နော်5နဲ့ပတ်သက်ရင်55နဲ့5ခွန်59နော်အဲ့ဒါပြင်စိန်မာစတာကီကတော့ဒင်းနာနေအတွက်ကို49နှစ်ကီဖြစ်ပါတယ်နော်စိန်မာစတာကီကတော့49နှစ်ကီဖြစ်ပါတယ်နော်ဝန်းချင်းကတော့45ဝန်းချင်း၄နဲ့ပတ်သက်ရင်44နဲ့4ခွန်49 9နဲ့ပတ်သက်ရင်55နဲ့5ခွန်59မာစတာကီကတော့49နှစ်ကီဖြစ်ပါတယ်เนาะအဲ့ဒါပြင်ကျွန်တော်ကြိုက် main တင်ကွက်ပြောမယ်เนาะ main တင်ကွက်ပြောမယ်ကျွန်တော်ကြိုက် main တင်ကွက်ပြောမယ်ပရိတ်ကလေးလည်းပေးခဲ့မယ်ပရိတ်ကလေးလည်းကျွန်တော်ပေးခဲ့မယ်เนาะပရိတ်သမားတွေအတွက်ပရိတ်ဒီဘက်ကျွန်တော်ထုတ်ပေးမယ်ဗုဒ္ဓဦးမကျော်ပရိတ်ကျွန်တော်ကြိုက်တဲ့ပရိတ်ကတော့4ပရိတ်9ပရိတ်4ပရိတ်9ပရိတ်ပရိတ်သမားတွေအတွက်ပရိတ်ပါဗုဒ္ဓဦးမကျော်ပရိတ်ဗုဒ္ဓဦးမကျော်ထုတ်ပေးထားတဲ့ပရိတ်ကတော့ပရိတ်သမားတွေအတွက်ကိုကျွန်တော်ကိုလင်းက4ပရိတ်9ပရိတ်ထုတ်ပေးလိုက်ပါတယ်အဲ4ပရိတ်9ပရိတ်မှာကိုလင်းကဘာကဏ္ဍလေးတွေပိုကြိုက်လဲဆိုရင်1318ကဲ6368ကဲဆိုတဲ့ကဏ္ဍလေးတွေပိုကြိုက်ပါတယ်134ပရိတ်189ပရိတ်639ပရိတ်684ပရိတ်เนาะဒါရွေးချက်ပေးတဲ့4ပရိတ်9ပရိတ်မှာတင်ထိုးရမယ့်ကဏ္ဍတွေပေါ့เนาะ4ပရိတ်9ပရိတ်1318 6368ဆိုတဲ့ကဏ္ဍလေးတွေပိုကြိုက်တယ်เนาะကဲအဲ့ဒါပြီးကျွန်တော်ကြိုက် main တင်ကွက်ပြောမယ်ပရိတ်ကတော့4ပရိတ်9ပရိတ်เนาะပရိတ်သမားတွေအတွက်เนาะ6နဲ့ထိုးမဲ့သူတွေเนาะ6နဲ့ထိုးရင်ကိုထိတ်စီးနဲ့ထိုးဗျာကိုကထိတ်စီးကလုံးဝလာမယ်ဘယ်နေ့ဘယ်ဗုဒ္ဓဦးမကျော်မှာဘယ်ပွဲလာမလဲတော့မသိဘူးပေါ့ဗျာဒါပေမဲ့ကိုကလာရင်ထိတ်စီးနေတာထိုး6နဲ့ထိုးမဲ့စိတ်ကူကိုကထိတ်စီးနဲ့တော့လုံးဝတစ်ချိန်လာမယ်ဗျာအဲ့ဒါတော့ကျွန်တော်ဒါနည်းနည်းစူးစမ်းထားတယ်ပေါ့ဗျာ
နော်ထိတ်စီးတွေပါပုံစံလာနိုင်တဲ့ပုံစံတော့အခုတော့ဒီဘက်မှာကြိုးသားကြည့်တယ်နော်ဗုဒ္ဓမကျော်လေးကိုဒါကိုထိတ်စီးနဲ့လာမယ်ထင်တယ်ကိုပါတဲ့ကနန်းကိုထိုးမဲ့ဆိုထိတ်စီးနဲ့ကိုနည်းနည်းလေးတင်ထိုးကြည့်ပေါ့ဗျာနော်ဟုတ်မဟုတ်တော့လဲစောင့်ကြည့်ရမှာပေါ့နော်ဟုတ်ပြီလားကိုနဲ့ထိုးမဲ့သူများဗုဒ္ဓမကျော်မှာထိတ်စီးနဲ့ကိုပို့ထိုးနော်ဟုတ်ပြီလားဒီဘက်ကတော့ပတိမပေးဘူးပေါ့ဗျာနော်ကျွန်တော်ဖွဲ့ဝင်တွေကျွန်တော်၄လုံးဝေပဲပေးမှာကနန်း6ခွက်တည်းထိုးရမယ်ပေါ့နော်ဗုဒ္ဓမကျော်နော်ကဲအဲ့ဒါပြီးကျွန်တော်ကြိုက် main တင်ခွက်ပြောမယ်ကျွန်တော်ကြိုက် main တင်ခွက်ကတော့141559 main တင်ခွက်ဖြစ်ပါတယ်နေ့တိုင်း main တင်ခွက်ကတော့14ရဲ့15ရဲ့59ရဲ့ဖြစ်ပါတယ် main တင်ခွက်ဟုတ်ပြီလားကဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲအဖွဲ့ဝင်မဲ့သူတွေကဒီညလဲဝင်လို့ရတယ်မနက်ဖြန်မနက်ကို10နာရီ17နာရီကျော်လောက်ထိကျွန်တော်လက်ခံပါတယ်ကိုလင်းရဲ့ဖုန်းနံပါတ်ဒီ3996 996 101026ကဲ3996 981 688 953အဲ့ဖုန်းလေးနှလုံးကိုကျွန်တော်ဒီဗီဒီယိုရဲ့ comment ထဲမှာလည်းပင်ထားပေးမယ်ကျွန်တော်အကောင့်နေလည်းကျွန်တော်ပို့တင်ပေးပါမယ်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးမတက်တာပါ good night ပါအိမ်မလာမကြပါသေးအားလုံးပဲမနက်ဖြန်7နာရီ10မိနစ်မှာဒီဗီဒီယိုမြင်တဲ့သူတွေအားလုံးပဲမင်္ဂလာရှိသွားတယ်အားလုံးပဲ share ပေါက်ကြပါသေးလို့ကိုလည်းကနေပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးမတက်တာပါ good night ပါ